အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီ Facebook စသုံးကလေးကတင်ထားခဲ့တဲ့ mind တွေကိုပြန်ကြည့်လို့ရမယ်ပြန်ဖြတ်လို့ရမယ်ပြန်ပြီးတော့ download ဆွဲလို့ရမယ်အဲ့ဒီနည်းလေးကိုကျွန်တော်မျှဝေပေးပါမယ်ဆိုတော့ကျွန်တော်တို့ Facebook ထဲဝင်လိုက်ပါခင်ဗျာ Facebook ထဲကကျွန်တော်တို့ profile ထဲကိုသွားပါမယ် profile ထဲဝင်လိုက်ပါ profile ထဲကဒီကျွန်တော်တို့ညာဘက်ချက်မှာအဆက်ကလေး30ပါပါတယ်အဲ့ဒီအဆက်ကလေး30ကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာစာတိုက်ပုံစံလေးနဲ့အကိုက်ဆိုတာလေးပါပါတယ်အဲ့ဒီအကိုက်ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါခင်ဗျာအကိုက်ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးမှာ story အကိုက်ဆိုတာလေးပါပါတယ်အဲ့ဒီကောင်လေးထပ်နှိပ်လိုက်ပါဒီမှာတော့ကျွန်တော်တို့ Facebook စသုံးကလေးကတင်ထားခဲ့တဲ့ mind တွေကိုသူပြသပေးထားပါတယ်တကယ်လို့ကျွန်တော်တို့ကတောင်းချင်တာတွေဖြတ်ချင်တာတွေရှိလို့ချင်းကျွန်တော်တို့တင်ထားတဲ့ mind တွေကိုရွေးလိုက်ပါခင်ဗျာကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုလို့ချင်းဒီမှာအဆက်ကလေး30ကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ချင်းဒီမှာဖြတ်ချင်တယ်ဆိုရင်အပေါ်ဆုံးက delete ကိုနှိပ်ပေးလိုက်ပါခင်ဗျာတကယ်လို့ဖုန်းထဲမှာပြန်သိမ်းချင်တယ်ဆိုရင်ဒီမှာ save photo ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာအားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Mobile knowledge sharing.